မကြက်တယ်ပြောဟုတ်ပါတယ်ဟုတ်ပါတယ်ဒီမှာလည်းအပြူလားဖြစ်တယ်ဖြစ်တယ်အဲဒီမှာတော့ဒီမှာဘာလို့ပါလဲဟိုကဒါလေးဖြစ်သွားပါတော့ဒါလေးဖြစ်သွားတယ်နောက်ထပ်လေးရတယ်တော့အလေးရတဲ့ခါကျတော့ဒီလိုမျိုးအတဲကူသားလေးမျိုးခံတော့အမပုံစံအဲ့ဒါလည်းအမတို့ဒီတော့တဲ့ကောင်လေးနဲ့ပြည့်တယ်အဲဒီလိုမျိုးဒါလည်းတော့မျိုးခံပေါ်ရတာအခုမျိုးခံမှာတော့အိမ်မှာအဲဒီလိုအပ်တာလေးပေါ်တော့ဒီမှာကဟိုဒီကက်နေချက်သွားအဲ့ဒါလေးဒီပေါင်းဒီပေါင်းဒီရတယ်အဲ့လိုမျိုးပါနော်အဲ့တော့မျိုးခံရတယ်အဝီးကိုစိတ်ဆက်တဲ့အောင်လက်တဲ့အောင်တူးပါလေအော်တိုပန်လေးတဲ့အဲ့လိုလေးလိုအပ်တာလေးပြင်တာအခုတော့ဘာပြောဒီနေ့သူကျွန်တော်မှတ်တမ်းတင်သွားတာပေါ့နော်သူပြင်အောင်အဲ့ဒါကောင်းမကောင်းကိုနောက်တစ်ခါကျမောင်စားရဲ့တင်တော့ကနေပြီးမောင်စားတင်ပါပါ review လေးပေးပါကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးသိတယ်ဟုတ်ကောင်းရင်တော့မျိုးခိုင်ကလဲဦးတဝင်ပြည့်ပြည့်စင်ရန်ကုန်တိုင်းဒီပါလည်းပဲပေါက်သွားမယ်မကောင်းရင်တော့သူ့ကျွန်မတုတ်ပါဟိုတုတ်မှဆိုဟိုလိုမျိုးတုတ်ပဲပြောတာမဟုတ်နော်မျိုးခိုင်ဘာဖြစ်လို့လာလို့မရဆိုအဲ့လိုမျိုးပြောတာပါရှင်အဲ့လိုမျိုးဘာပြောလဲဦးတစ်ခွင်မှာတော့စိတ်ပဲတူကျင်လို့ပဲဖြစ်ဖြစ်အော်တိုဘတ်နဲ့ဖြစ်ဖြစ်ရေပိုက်လမ်းနဲ့ပတ်သက်လာပဲဖြစ်မျိုးခိုင်ကိုဆက်ဆက်ပြီးတော့မှာယူပြီးတော့လည်းလုပ်ခိုင်းလို့ရပါတယ်အလုပ်ပြီးလို့ရပါတယ်အလုပ်အပ်လို့ရပါတယ်ရှင်ကျမကတော့ဒီနေ့မှပြင်တယ်ကောင်းမကောင်းကိုကျမတစ်တော့ကနေပြင်မယ်နော်โอเคရှင်တဲလေးတွေပြေးခဲ့တော့တဲလေးတွေပေးပါအောင်မျိုးခံအားပေးလိုက်ပါအောင်ရှင်ဝိုင်းလို့ရပြီလားဗီဒီယိုရိုက်ခဲ့ပြီလားတော့ဘယ်နှမိနစ်လဲမသိရက်လိုက်တော့လေမရက်သေးဘူးလားဟဲ့သူရှင်းဆန်းလို့ရနော်ဆန်းဒီမှာကိုမျိုးခိုင်ကြီးပါရှင်ဟုတ်ကျေးဇူးပါရှင်မေးဆိုရ